ဒီနေ့စားကောင်းတဲ့ချင်မောင်ကျော်လေးကြော်နီးလေးကိုတင်ပြမယ်နော်အတူတူလိုက်ကြည့်ကြရအောင်ဒါကတော့ကြက်သွန်ဖြူခွာထားတာလေးပေါ့နော်အဲ့ဒါလေးထောင်းပါမယ်ဒီလိုထောင်းပြီးတော့ဒီလိုကြက်ညက်လေးထောင်းပေးရတယ်ပေါ့နော်ပြီးရင်ကြက်သွန်လေးကိုဆက်ထောင်းမယ်ကြက်သွန်လေးလည်းကြက်ညက်လေးထောင်းပေးလိုက်ပါအဲ့ဒါကြက်သွန်လေးရင်းတဲ့ထောင်းပြီးတဲ့အခါမှာဒီချင်မောင်လေးကိုအရင်ဆုံးဘာမှမထည့်ဘဲနဲ့ပိုးလေးကိုပေါ့နော်ဒါကျွန်တော်တို့နှုံးအောင်အရင်လိမ့်မယ်ပေါ့နော်ဒီစီးထားတဲ့ချင်မောင်လေးနှုံးအောင်လိမ့်ပြီးလိုက်ဒီလိုပုံစံရပြီဆိုရင်တော့ခဏပြန်ပြီးတော့ခွက်ထဲပြန်ထည့်ထားလိုက်ပါဒါကတော့ငရုတ်ကြီးထောင်းလိုက်ပြီပေါ့နော်ဥနာကြက်သွန်ငရုတ်ကြီးအဲ့တော့ဒါကြောင့်ပါဝင်မဲ့ပစ္စည်းတွေအကုန်လုံး ready အနေထားပေါ့နော်ဒီလိုအစင်သက်ဖြစ်နေအောင်လုပ်ထားတာပေါ့နော်တခါတည်းတန်းချော်လို့ရအောင်ပေါ့နော်ဒီမှာတော့စီစူအောင်တော့မီးဖွင့်လိုက်ပြီပြီးစနေမုတ်လေးထည့်ပြီးတော့အနည်းငယ်မွေပြီးလိုက်ပါစနေမုတ်ကျက်သွားပြီဆိုတော့လည်းတော့ဒီထောင်းထားတဲ့ငရုတ်ကြီးလေးထည့်ပါမယ်ဒီငရုတ်ကြီးလေးထည့်ပြီးတော့သူ့လည်းမွေးအောင်ပေါ့နော်မွေးတဲ့အထိပေါ့သူ့စီတက်ပေးလိုက်ပါအဲ့လိုငရုတ်ကြီးစီတက်ပြီးသွားတဲ့အခါကျရင်တော့အရသာတစ်ခါတည်းဆက်လိုက်ပေါ့နော်ဒါမှအရသာဒီထဲမှာရောတဲ့အခါကျတော့ကျန်တဲ့သူ့ရဲ့အုံနာတော့ပေါ့နော် ready ထည့်ရမယ့်ပစ္စည်းစီစဉ်ထားတဲ့ခါလေးကျေဟိုဆိုအရသာနတ်အောင်ပေါ့နော်ပစုံပေါ့နော်ပစုံအရင်ထည့်တယ်ပစုံအရင်ထည့်ပြီးသွားရင်နန္နာလေးပေါ့နော်6အောင်ဒါကျွန်တော်တို့ပစုံလေးနဲ့ကျွတ်သွားအောင်ပေါ့နော်အဲ့အထိကိုစီတက်ပေးရပါမယ်ဒီမြစ်ထည့်မယ်မြစ်ကိုလည်းအတူတူပဲမွေပေးလိုက်ပါစီပြန်တဲ့ဒီမွေပေးပြီးတဲ့ခါကျရင်တော့စမောင်းအခုနှောအောင်လုပ်ထားတဲ့ဟာလေးထည့်ပေးလိုက်ပါမယ်ထည့်ပြီးရင်မွေမယ်ခဏနာလေးမွေပေးလိုက်ပါအဲ့လိုမျိုးလေးအနေထားလေးပေါ့နော်ချောလေးဖြစ်သွားတဲ့ခါကျရင်တော့မပြီးဘူးနော်ဒီငပိထည့်ပါမယ်ဒီငပိကိုရေဖြောရပါမယ်နော်ရေဖြောပြီးတော့ထည့်ဒါမှပို့ပြီးတော့အရသာပြတ်ပါမယ်နော်နောက်မလို့အခဲလိုက်ဆိုမကောင်းအဲ့လိုမျိုးဝင်ပြီးလိုက်ပါထည့်ပြီးသွားတဲ့ခါကျရင်ဒီမျိုးပြီးစင်းအဲ့မျိုးပြီးစင်းကတော့နောက်ဆုံးပဲပေါ့နော်ဒီမျိုးပြီးစင်းကတော့နောက်ဆုံးအဆင့်ပြပြီးသွားရင်တော့ဒါပြီးသွားပြီပေါ့နော်အရင်စီပြန်သွားပြီးစောက်ပြီးသွားလိုက်